beginner များမကြခဏမှားတတ်တဲ့အမှား၃မျိုးအမှားနံပါတ်1အနေနဲ့ property တိုင်းကိုလက်ခံကြည့်မှာအခုမှ HMV ကျိုးဆောင်လောကကိုစတင်ဝင်ရောက်တဲ့သူအနေနဲ့ property တိုင်းကိုလက်ခံဖို့မလိုပါဘူးဈေးမမှန်တဲ့ listing တွေဒါမှမဟုတ်တိုင်တီမှားနေတဲ့ property တွေကိုလည်းညှစ်ဆက်တတ်ဖို့လိုပါတယ်ဒုတိယမှာတော့ property တိုင်းကိုသွားမကြည့်ပဲပြောချင်းဖြစ်ပါတယ်customer တွေကိုပြန်လည်ပြီးတော့ရှင်းပြတဲ့အခါမှာ property ရဲ့အချက်လက်တွေကိုအသေးစိတ်သိမှသာမိမိကိုယ်တိုင်ကလည်းပြန်ပြီးရှင်းပြလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မိမိကိုယ်တိုင်တည်တည်ချာချာသိရှိဖို့လိုအပ်ပါတယ်တတိယမှာတော့အရောင်းမပြီးသေးဘဲနဲ့ follower ရလိုက်ခြင်းဖြစ်ပါတယ်HMV ကျိုးဆောင်တရားအနေနဲ့အရောင်းမပြီးသေးဘဲနဲ့ follower ရလိုက်တာတော့လုံးဝမလုပ်သင့်ပါဘူးကျိုးဆောင်တရားရဲ့ဆက်ဆံရေးကိုရဲဆိုတာက follower လိုက်ခြင်းနေရတယ်ပဲတိစောက်ထားဖြစ်တဲ့အတွက်ကြောင့်ပါ follow ရလိုက်ခြင်းဖြင့်ဆက်ဆံရေးကိုရက်ကိုပြတ်တောက်သွားနိုင်တဲ့အတွက်ကြောင့်အထူးပြုဖို့လိုအပ်ပါတယ်။အချောအဖြစ်ပြောရမယ်ဆိုလို့ရှိရင် HMV ကျိုးဆောင်လောကဆိုတာကကျိုးဆောင်ထုတ်မှုနဲ့ယူတောင်းမှုတို့ကိုအခြေခံပြီးတော့အောင်မြင်မှုရရှိနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဒီချက်ရတွေကိုလိုက်နာပြီးတော့မိမိကိုယ်ကိုအမြဲတမ်းစူးစမ်းသိလေ့လာနေမယ်ဆိုရင်အောင်မြင်တဲ့အကျိုးဆောင်တရားဖြစ်လာမယ်ဆိုတာအမှန်ပါပဲရှင်။ HMV နဲ့ပတ်သက်တဲ့ဘ ഹു တုဒ္ဒတွေနဲ့စာချုပ်ဆောင်ရဲ့ကိစ္စတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့တက်နေဝင်းရဲ့ Facebook page နဲ့တခြားသော channel တွေကိုလည်း like and follow လုပ်ထားဖို့မမေ့နဲ့နော်အခုကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်